လိမ္မော်ရှိတဲ့ငမန်းကအပြစ်မှာတကယ်ရှိပါတယ်တော်တော်များကတော့ဒါကိုမယုံကြဘူးဗျ AI လို့ထင်ကြတယ်ဒါပေမဲ့ဒါကတကယ်အစ်စ်ပါပဲဗျဒီလိမ္မော်ရောငမန်းကိုပညာရှင်တွေကအလွန်လှပတဲ့ကော့စတာရီကာပြည်လယ်မှာတွေ့ရှိခဲ့ပါတယ်သူတို့ခေါ်ကြတော့ Golden Shark ရွှေငမန်းလို့ခေါ်ကြပါတယ်ဗျဘာဖြစ်လို့ဒီကြောင်ဖြစ်စေရလဲဆိုလို့ရှိရင်ပညာရှင်တွေပြောတာကြတော့တရိတ်ဆန်တွေမှာတာမန်မဟုတ်ဘဲနဲ့ဖြူစေတဲ့ albino ဆိုတဲ့ဖြစ်စဉ်နဲ့တရိတ်ဆန်တွေကိုတာမန်မဟုတ်ဘဲနဲ့လိမ္မော်ဖြစ်စေတဲ့ scientific ဆိုတဲ့ဖြစ်စဉ်တစ်ခုလုံးကိုဒီငမန်းမှာရှားပါဆိုတွေ့ရှိခဲ့ရပါတယ်ပုံမှန်ဆိုလို့ရှိရင်အဲ့ဖြစ်စဉ်တစ်ခုလုံးကတရက်ဝါတစ်ကောင်နဲ့ပေါင်းရင်းဖြစ်လိမ့်မရှိဘူးတဲ့အဲ့လိုမျိုးတွေ့ရှိရတဲ့ပညာရှင်တွေကိုတော့မှတော်တော်လေးအံ့ဩသွားခဲ့ပါတယ်ပင်လယ်ကြီးကအယုံစမ်းကြက်ပါတယ်ဆိုပြီးတော့မှစကားတွေထွက်လာပါတယ်ဗျနောက်ထပ်ထူးဆန်းတဲ့တစ်ခုကကျတော့ဒီလိုမျိုးအရာအသွေးထူးဆန်းတဲ့တရိတ်ဆန်တွေကတခြားတရိတ်ဆန်တွေရဲ့တိုက်ခိုက်မှုတွေခံရတယ်စားသုံးမှုတွေခံရတယ်ပေါ့နော်ဒါပေမဲ့ဒီငမန်းကိုတွေးချိရဲ့အချိန်မှာအဲ့ငမန်းကတော်တော်လေးကိုကျမ်းမာကြက်ခံနေတော့တွေးရှိခဲ့ရပါတယ်အဲ့ဒါနဲ့ပညာရှင်တွေကဆက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာအဲ့ငမန်းနေရဲ့နေရာတွေကရှုနေပေါများတဲ့မြို့ဝဒေသတွေမှာနေပါတယ်အဲ့လိုရှုနေပေါများနေရာမှာနေခြင်းအပြင်ရှုရည်တွေကသူတို့ရဲ့ထူးဆန်းတဲ့အရာကိုကောက်ကွယ်ပေးနိုင်ပါတယ်တကယ်ကိုအရန်တော်တဲ့အသက်ရှင်နေထိုင်မှုပဲဆိုပြီးတော့ပညာရှင်တွေကချီးကျူးကြပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်ထူးဆန်းတာတွေကိုအမြဲတင်ဆက်ပေးနေပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ